ဂီတကိုအလွန်တရာမျက်နှိုးတဲ့ကောင်လေးတယောက်ရှိပါတယ်။သူဘလောက်တောင်မှမျက်နှိုးလဲဆိုရင်သူ့ရဲ့အိမ်မက်ကတော့နာမည်ကြီးသေးသက်ရှင်တယောက်ဖြစ်ချင်တာပါ။သူ့မှာအရန်အားကြရတဲ့သေးသက်ရှင်တယောက်လည်းရှိပါတယ်။အဲ့သေးသက်ရှင်ကတော့ဖြူပါ။ထို့သူကကွယ်လွန်သွားပြီဖြစ်ပေမဲ့သူဆိုခဲ့တဲ့တခြင်းတွေကြောင့်အခုချိန်ထိနာမည်ကြီးနေတော့မှာပဲ။ကောင်လေးဟာဂီတကိုမျက်နှိုးပြီးနာမည်ကြီးသေးသက်ရှင်တယောက်ဖြစ်ချင်နေပေမဲ့သူ့ရဲ့မိသားစုကတော့ဂီတကိုတားမြစ်ပိတ်ပင်ထားကြပါတယ်။သူတို့ဒီလိုပိတ်ပင်ရတဲ့အကြောင်းအရာလည်းရှိပါတယ်။အကြောင်းကတော့ကောင်လေးရဲ့ဘိုးဝေကြီးဟာဂီတနဲ့အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုပြီးသူမိမနဲ့ကလေးကိုထားခဲ့ကထွက်သွားပြီးပြန်မလာလို့ပဲဖြစ်ပါတယ်။ထွက်သွားတဲ့ဘိုးဝေကြီးကြောင့်ဘိုးဝေကြီးရဲ့မိမကစိတ်နာပြီးမိသားစုဓာတ်ပုံစင်မှာတော့ဘိုးဝေကြီးရဲ့မျက်နှာနေရာကိုဖျဲထားခဲ့ပါသေးတယ်။မိသားစုထဲမှာလည်းဘိုးဝေကြီးရှောက်လန်းခဲ့တဲ့ဂီတကိုထိုအချိန်ကစလို့ပိတ်ပင်ခဲ့ပါတော့တယ်။မိသားစုထဲမှာဂီတကိုပိတ်ပင်ထားခဲ့တာကြောင့်ကောင်လေးဟာသူ့မိသားစုမသိအောင်လို့သူ့ရဲ့ကိုယ်ပိုင်အခန်းလေးထဲမှာပဲသူလှုပ်ထားတဲ့ဂီတလေးကိုခိုးတီးပြီးတန်စင်နေတဲ့စီမျောကသူ့ရဲ့ပျော်ရွှင်မှုကိုရှာဖွေပြီးနေထိုင်နေခဲ့ရပါတယ်။ဒီလိုနဲ့နေလာရင်တေသူများအောင်တတိယသောနေ့အထိမ့်မှတ်ပွဲတော်နေ့ကိုရောက်ရှိလာခဲ့ပါတယ်။ပွဲတော်ကိုကျင်းပတဲ့ရွယ်ချက်ကတော့မိမိတို့တိတ်ဆုံးသွားတဲ့အသိဆွေမျိုးတွေကိုအမှတ်တရလွမ်းဆွတ်တဲ့အနေနဲ့ကျင်းပခြင်းပဲဖြစ်ပါတယ်။ဒီနှစ်မှာတော့အခြားနှစ်တွေနဲ့မတူပဲပွဲတော်ထဲမှာအပျော်တမ်းတချင်းဆိုပြိုင်ပွဲကိုပါထပ်သွင်းသွားမှာပါ။တချင်းဆိုပြိုင်ပွဲလုပ်မှာကိုလက်ကမ်းစားဆောင်တွေကနေတည်သွားတဲ့ကောင်လေးဟာဝင်ပြိုင်မှုအတွက်အိမ်ကနေမိဘတွေမသိအောင်သူခွေးလေးနဲ့အတူခိုးထွက်လာခဲ့ပါတယ်။ကောင်လေးအိမ်ကနေခိုးထွက်နေတော့ချန်ပီယံတော်မြောက်သေးခင်မှာပဲသူ့ဖွားချန်ထဲဝင်လာတော့တွေ့လို့မိသားစုဓာတ်ပုံတွေရှိတဲ့အခန်းထဲကိုခိုးဝင်လိုက်ပါတော့တယ်။အခန်းထဲရောက်တော့ခွေးလေးဟာဓာတ်ပုံစင်ပေါ်မှာရှိတဲ့မုတ်တွေကိုတက်ပြီးတော့စားပါတော့တယ်။ဒါကိုကောင်လေးကတွေ့ပြီးခွေးလေးကိုဆွဲချတဲ့အခါမှာတော့ဓာတ်ပုံစင်ပေါ်ကဘိုးဝေကြီးတို့လင်မယားရဲ့ဓာတ်ပုံဟာပြုတ်ကျပြီးမှန်မောင်ဟာကွဲသွားခဲ့ပါတယ်။မှန်မောင်ကွဲသွားတော့အထက်ကဓာတ်ပုံလေးဟာအပြင်ထွက်လာပါတော့တယ်။ကောင်လေးကပုံကိုကင်ပြီးကြည့်တဲ့အခါမှာတော့ဓာတ်ပုံဟာခောက်ထားတာဖြစ်ပြီးလူမမြင်ရတဲ့အပိုင်းမှာတော့ဘိုးဝေကြီးကဂီတတစ်လက်ကိုကင်ထားခဲ့ပါတယ်။ကောင်လေးဟာဂီတကိုတေချာကြည့်မိတဲ့အခါမှာတော့ထိုဂီတဟာသူအားကျရတဲ့အစိုးရခ ्यू ရဲ့ဂီတဖြစ်နေခဲ့ပါတယ်။ဒါနဲ့ကောင်လေးလည်းဝမ်းသာအားရနဲ့သူ့မိသားစုစီအပြေးသွားပြီးအမေရေကျွန်တော်တို့ရဲ့ဘိုးဝေကြီးကနာမည်ကြီးအစိုးရခ ्यू ပဲကျွန်တော်လည်းသူ့လမ်းစဉ်တိုင်းလိုက်ပြီးဂီတသမားပဲလုပ်တော့မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့သူ့ဘွားကငါတို့ရဲ့ဘိုးဝေကြီးဟာဘသူပဲဖြစ်ဖြစ်ငါတို့အတွက်ကတော့မိသားစုကိုဆုံးခွာသွားတဲ့သူတယောက်တည်းဘာမှမပို့ဘူးလို့ပြန်ပြောခဲ့ပါတယ်။ပြီးတော့လည်းမိသားစုမသိအောင်ဂီတကိုခိုးလုပ်နေတဲ့ကောင်လေးကိုသူ့ပါတော့တယ်။စူယုံနဲ့လည်းမပြီးသွားပဲဂီတမရှိရင်ဂီတလည်းမရှိဘူးဆိုကသူ့ဘွားကကောင်လေးလှုပ်ထားတဲ့ဂီတကိုပါထုချေပစ်လိုက်ပါတယ်။ကောင်လေးလည်းစိတ်နာပြီးဒီမိသားစုဝင်မဖြစ်ချင်တော့ဘူးလို့အော်ပြောကပွဲတော်ရှိရဘက်ကိုပြေးထွက်လာပါတော့တယ်။ကောင်လေးပွဲတော်ကိုရောက်တော့ပြိုင်ပွဲမှာဝင်ပြိုင်မှုအတွက်နာမည်စင်းပေးပါတော့တယ်။ဒါပေမဲ့လည်းပွဲစဉ်တဲ့တူတွေကသူရိယာတစ်ခုမှမပါတဲ့ကောင်လေးကိုပွဲမှာဝင်ပြိုင်ဖို့လက်မခံခဲ့ကြပါဘူး။ကောင်လေးလည်းပြိုင်ပွဲဝင်ပြိုင်နိုင်မှုအတွက်ပွဲကိုလာပြိုင်တဲ့သူတွေရဲ့ဂီတတွေကိုလိုက်လံပြီးငှားရမ်းနေခဲ့ပါတယ်။ဘသူစီကမှငှားလို့မရခဲ့တဲ့အတွက်ကြောင့်ကောင်လေးဟာစိတ်ပြက်လက်ပြက်ဖြစ်နေတဲ့အချိန်အစိုးရခ ्यू ရဲ့ရုပ်ထုကြီးကိုတွေ့သွားခဲ့ပါတယ်။ရုပ်ထုကိုတွေ့တော့ကောင်လေးလည်းအကြံတစ်ခုရောက်သွားခဲ့ပါတယ်။အဲ့ဒီအကြံကတော့ Q ရဲ့အုပ်ကူမှာရှိတဲ့ဂီတကိုခိုးပြီးပြိုင်ပွဲမှာဝင်ပြီးရှင်ပြိုင်မှုပဲဖြစ်ပါတယ်။ဒီအသွေးနဲ့ပဲကောင်လေးဟာ Q ရဲ့အုပ်ကူစီကိုထွက်လာပါတော့တယ်။ပွဲတော်နေ့ဖြစ်တာကြောင့်အခြားမိသားစုဝင်တွေအသီးသီးကတက်ဆိုင်ရာသူတို့မိသားစုဝင်အုပ်ကူတွေမှာလာရောက်ကြော့နေကြပါတယ်။ထို့သောလာကြော့တဲ့သူတွေကြောင့်လည်းတုတ်တန်ဟာစီကားနေခဲ့ပါတယ်။ Q ရဲ့အုပ်ကူဟာနာမည်ကြီးဆိုတော့တယောက်ရဲ့အုပ်ကူဖြစ်တာနဲ့ညီတုတ်တန်ထဲမှာဗိမ္မာန်တွေနဲ့ခန်းနားလုံးနေပါတယ်။ကောင်လေး Q ရဲ့အုပ်ကူစီရောက်တဲ့အခါမှာတော့အထက်ကိုပဒင်းပေါက်ကနေခိုးဝင်လိုက်ပါတယ်။အထက်ရောက်တာနဲ့နေရာမှာချိတ်ထားတဲ့ဂီတာကိုယူပြီးတစ်ချက်ဆန်းသီးလိုက်တဲ့အခါမှာတော့ဂီတာတန်ကြောင့်အပြင်မှာရှိနေတဲ့အဆောင်ကကြားသွားပြီးတခိုးရှိနေတဲ့ဆိုကဗိမ္မာန်တွေကိုတောက်ဖွင့်ပြီးဝင်လာခဲ့ပါတယ်။ကောင်လေးလည်းလူမိသွားတော့ကြောက်ကြောက်လန့်လန့်နဲ့တုံပြီးကတောင်းပန်နေခဲ့ပါတယ်။တကားဖုန်ပြီးဝင်လာတဲ့အဆောင်ကသူ့ကိုမတွေ့ပဲသူ့ခန္ဓာကိုယ်ကိုဖြတ်ပြီးလမ်းလျှောက်သွားတဲ့အခါမှာတော့ကောင်လေးလည်းလန့်ပြီးတော့ထွက်ပြေးပါတော့တယ်။အပြင်ရောက်တော့လဲသူ့ကိုဘသူမှမမြင်ကြပါဘူး။မမြင်ရအောင်လည်းမဟုတ်ပဲအသားချင်းလဲတယောက်နဲ့မှထိလို့မရခဲ့ပါဘူး။သူ့ကိုမြင်ပြီးသူထိကန်လို့ရတာဆိုလို့သူခွေးလေးတစ်ကောင်ပဲရှိပါတယ်။ဒါနဲ့ကောင်လေးလဲသူ့ဂီတာတီးလိုက်တာကြောင့်ဝိညာဉ်လောကကိုရောက်သွားမယ်တည်သွားခဲ့ပါတယ်။အဲ့အချိန်ပန်းကင်းလန်းတစ်ခုပေါ်လာပြီးဝိညာဉ်လောကကနေတိတ်ပြီးသားသူတွေရောက်ရှိလာခဲ့ပါတယ်။တိတ်ပြီးသားသူတွေဟာတုတ်တန်မှာရှိတဲ့သူတို့မိသားစုဝင်တွေရှိရနားမှာအလွမ်းတဲ့နေခဲ့ကြပါတယ်။လူလောကကမိသားစုဝင်တွေကတော့ဝိညာဉ်လောကကသူတွေကိုမမြင်ကြရပါဘူး။အဲ့အချိန်အခြားတစ်ဖက်မှာတော့ပန်းကင်းလန်းကိုကူဖို့ဝိညာဉ်တစ်ကောင်ဟာစောင့်တိုင်းနေခဲ့ပါတယ်။ပန်းကင်းလန်းဟာတွားကျင်တိုင်းတွားလာကျင်တိုင်းလာလို့ရတဲ့နေရာတစ်ခုမဟုတ်ပါဘူး။
အသက်ရှင်နေတဲ့မိသားစုဝင်တွေကကိုယ့်ရဲ့ဓာတ်ပုံကိုမိသားစုဓာတ်ပုံခန်းနဲ့ချိတ်သွဲထားမှသာလူလောကကိုတွားရောက်လက်ပတ်လို့ရမှာပဲဖြစ်ပါတယ်ခုနကပန်းကင်းလမ်းမှာစောင့်တိုင်းနေတဲ့ဝိညာဉ်ဟာအခြားဝိညာဉ်တော့မဟုတ်ပါဘူးကောင်လေးရဲ့ဘွားကြီးအီမဲပါပဲကောင်လေးဟာဓာတ်ပုံတင်မော်ကဘွားကြီးအီမဲရဲ့ပုံကိုယူပြီးရှောက်သွားနေခဲ့တာကြောင့်ပန်းကင်းလမ်းကိုကူးလို့မရပဲဖြစ်နေခဲ့တာပါတခြားတစ်ဖက်မှာတော့ရှောက်သွားနေတဲ့ကောင်လေးကိုဝိညာဉ်လောကကသူ့အမျိုးတွေကတွေ့ပြီးဘွားကြီးအီမဲဖီကိုခေါ်သွားခဲ့ပါတယ်ဘွားကြီးဖီရောက်တော့ကောင်လေးကိုလူလောကစီပြန်ဖို့လောက်ပါတော့တယ်လူလောကစီပြန်ရောက်ဖို့ဆိုရင်တိတ်ပြီးသားမိသားစုဝင်တယောက်ကပန်းကင်းလန်းကတိတ်ရွက်လေးကိုကင်ပြီးကောင်းကြီးပေးမှသာလူလောကကိုပြန်ရောက်နိုင်မှာပဲဖြစ်ပါတယ်အချိန်ကတော့အကန့်အသတ်နဲ့ဖြစ်ပြီးနေမထွက်ခင်ကောင်းကြီးပေးမှသာလူလောကကိုပြန်ရောက်နိုင်မှာပဲဖြစ်ပါတယ်မဟုတ်ရင်တော့လူလောကကိုမပြန်နိုင်တော့ပဲတဖြည်းဖြည်းနဲ့ဝိညာဉ်ပုံစံပြောင်းကဝိညာဉ်လောကမှာပဲတသက်လုံးနေထိုင်သွားရမှာပါဘွားကြီးဟာကောင်လေးကိုသူ့တပ်ပုံကိုဓာတ်ပုံစင်မှာပြန်ထားဖို့နဲ့တသက်လုံးဂီတကိုထပ်မလုပ်ဖို့ပြောပြီးကောင်းကြီးပေးခဲ့ပါတယ်ဂီတကိုဆက်ပြီးမလုပ်ရဘူးလို့ပြောခဲ့တာကြောင့်ကောင်လေးဟာဘွားကြီးရဲ့ကောင်းကြီးကိုလက်မခံပဲထွက်ပြေးပါတော့တယ်ကောင်လေးထွက်ပြေးတော့အနောက်ကနေသူ့ဘွားကြီးအီမဲတို့ဟာလိုက်ဖမ်းခဲ့ကြပါတယ်အနောက်ကနေလိုက်ဖမ်းနေတာကြောင့်ကောင်လေးလည်းအခန်းတစ်ခုထဲဝင်ကပုံနေလိုက်ပါတယ်ကောင်လေးပုံနေတဲ့ဘေးချင်းကအခန်းမှာတော့ဝိညာဉ်တကောင်ဟာပန်းကင်းလန်းကိုခိုးကူဖို့ရဲကိုလက်ထိုးနေခဲ့ပါတယ်သူလက်ထိုးတာကလည်းရွှေတွေငွေတွေနဲ့မဟုတ်ပဲအဆိုတော်ခီးရဲ့ချိုးပွဲမှာရှင်းသုံးထိုင်ကုန်ကနေကြည့်လို့ရအောင်ကူညီပေးမယ်ဆိုပြီးလက်ထိုးနေခဲ့တာပဲဖြစ်ပါတယ်ရဲကတော့ဒါကိုလက်မခံခဲ့ပဲသူ့ကိုတတိပေးပြီးပြန်လွှတ်လိုက်ပါတယ်ရဲနဲ့ဝိညာဉ်ကောင်တို့စကားပြောနေတာကိုအခြားခန်းကနေအသာဆုံးကြားနေတဲ့ကောင်လေးဟာအကြံတစ်ခုရောက်သွားခဲ့ပါတယ်ထို့အကြံကတော့သူ့ဘိုးဝေကြီးအဆိုတော်ခီးကိုတွေ့ဖို့အတွက်ထိုးဝိညာဉ်ရဲ့အကူအညီကိုရယူဖို့ပဲဖြစ်ပါတယ်သူ့ဘိုးဝေကြီးနဲ့တွေ့ရင်ဂီတကိုဆက်လုပ်မယ်ဆိုတဲ့ကောင်းကြီးကိုလက်ခံကလူလောကကိုပြန်ဖို့ပဲဖြစ်ပါတယ်ဒါနဲ့ပဲထိုးဝိညာဉ်နဲ့တော့တွေ့ပြီးအကူအညီတောင်းခဲ့ပါတယ်ကောင်းလေးဟာထိုးဝိညာဉ်ကိုသူ့ဖို့ခီးကိုလိုက်ရှာနေတာဖြစ်ပြီးသူ့စီကကောင်းကြီးရမှသာလူလောကကိုပြန်လို့ရမှာဖြစ်ကြောင်းပြပြခဲ့ပါတယ်ဝိညာဉ်ကလည်းခဏများစဉ်းစားပြီးသူ့ကိုကူညီပေးရင်သူလည်းပြန်ကူညီပေးမယ်လို့ပြောခဲ့ပါတယ်ကောင်းလေးလည်းဝိညာဉ်ပြပြတာကိုနားထောင်နေတော့သူ့ကိုလိုက်ရှာနေတဲ့ဘွားကြီးအီမဲကိုတွေ့လိုက်ရတာကြောင့်ဝိညာဉ်ကောင်ကိုလက်ဆွဲပြီးထပ်မံထွက်ပြေးပါတော့တယ်လုံခြုံတဲ့နေရာတစ်ခုကိုရောက်တော့ဝိညာဉ်ဟာကောင်လေးကိုလူသားပုံစံနဲ့ရှောက်သွားနေဝိညာဉ်တွေကြားထဲမှာပြဿနာတွေတက်မှစိုးရိမ်တာကြောင့်ကောင်လေးကိုဝိညာဉ်နဲ့သူအောင်မိတ်ကပ်လိမ့်ပေးခဲ့ပါတယ်ပြီးတော့သူ့ကိုယ်သူမိတ်ဆက်ပြီးသူတောင်းမဲ့အကူအညီကိုကောင်လေးကိုပြပြပါတော့တယ်သူ့နာမည်ကဟတ်တာဖြစ်ပြီးသူ့ရဲ့မိသားစုဓာတ်ပုံစင်ပေါ်မှာသူ့ဓာတ်ပုံမရှိတာကြောင့်သူဟာပန်းကင်းလန်းကနေသူ့မိသားစုတွေရှိရာကိုတွားပြီးမတွေ့နိုင်ခဲ့ပါဘူးဒါကြောင့်လဲကောင်လေးလူပပြန်ရောက်ရင်သူ့မိသားစုကိုရှာခိုင်းပြီးသူ့မှရှိတဲ့ဓာတ်ပုံလေးကိုဓာတ်ပုံစင်မှာတင်ခိုင်းမှုပဲဖြစ်ပါတယ်ဒီလိုနဲ့ပဲဟတ်တာဟာကောင်လေးကိုသူ့အတီးတယောက်စီကိုခေါ်သွားခဲ့ပါတယ်သူသွားတဲ့သူကတော့ရှိုးပွဲတွေကိုစင်စင်နဲ့သူတယောက်ပါထို့သူရဲ့ပြပြချက်အရာတော့ခယူဟာအစမ်းလေးချင်းပွဲတွေကိုမလာပဲသူ့ရဲ့မျှော်စင်မှာပဲနေတိုင်းဒီပါတီတွေကျင်းပပြီးနေနေတာပါပွဲရှိတဲ့နေမှာသာပွဲကိုလာပြီးတချင်းလာဆိုခြင်းပဲဖြစ်ပါတယ်ခယူရှိမနေတာကြောင့်ကောင်လေးလည်းစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ပါတယ်ဟတ်တာကတော့ခယူကိုတွေ့ဖို့အတွက်အခြားနည်းလမ်းရှိသေးလားဆိုပြီးသူ့ရဲ့အသည့်တွေကိုလိုက်လက်ပြီးမေးကြည့်တဲ့အခါမှာတော့သူ့ရဲ့အသည့်တွေကခီးရဲ့ပွဲလက်မှတ်ကတော့ကုန်သွားပြီဖြစ်ပြီးခီးကိုတွေ့ကြရင်တော့အခြားနည်းလမ်းတစ်ခုရှိကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီကတော့တက်တက်စတွေအတွက်စီစဉ်ပေးတဲ့ပွဲတစ်ပွဲရှိပြီးအဲ့ဒီပွဲမှာအနိုင်ရတဲ့သူတွေကခီးရဲ့ပါတီပွဲမှာစုတက်ယူရမှာလို့ပြောပြခဲ့ပါတယ်။ကောင်လေးလည်းဖြည်းဖြည်းနဲ့ဝိညာဉ်ပုံစံပြောင်းလာတာကြောင့်သူ့ဘိုးစီကနေကောင်းကြီးခံရမှာဖြစ်မယ်လို့ဟတ်တာကိုပြောပြီးပြန်မဲမှာဝင်ပြိုင်ဖို့ဆုံးဖြတ်ကဟတ်တာစီကနေဂီတာတစ်လက်တောင်းပါတော့တယ်။ဟတ်တာလည်းသူ့မှာဂီတာမရှိပေမဲ့သူ့အတိတူစီကနေဂီတာငှားပေးမယ်ဆိုကကောင်လေးကိုအခြားနေရာတစ်ခုစီကိုထပ်ပြီးခေါ်သွားပါတော့တယ်။နောက်ထပ်ဟတ်တာခေါ်ရတဲ့နေရာကမျိုးစုံကအစွတ်မြင့်ကန်နေရာတစ်ခုဖြစ်ပြီးဓာတ်ပုံစင်မှာဓာတ်ပုံတင်မခံရတဲ့ဝိညာဉ်တွေရဲ့နေထိုင်ရာနေရာလည်းဖြစ်ပါတယ်။ဟတ်တာဟာအိမ်တလုံးရှိရောက်တော့အထဲကိုဝင်လိုက်ပြီးသူ့မိတ်ဆွေတယောက်နဲ့တွေ့ခဲ့ပါတယ်။သူ့မိတ်ဆွေဟာအဲ့ရပေါ်မှာလဲနေခဲ့ပြီးသူပျောက်ကွယ်ရမယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့တာပါ။သူဟာမပျောက်ကွယ်ခင်အချိန်လေးမှာဟတ်တာကိုဂီတာတီးပြီးတချင်းဆိုပြဖို့တောင်းဆိုခဲ့ပါတယ်။ဟတ်တာလည်းသူ့မိတ်ဆွေရဲ့နောက်ဆုံးတောင်းဆိုချက်ဖြစ်တာမို့သူ့မိတ်ဆွေရဲ့ဂီတာကိုတီးပြီးတချင်းဆိုပြခဲ့ပါတယ်။ဟတ်တာတချင်းမဆုံးသေးခင်မှာပဲသူ့မိတ်ဆွေဟာခန္ဓာကိုယ်ကနေအလင်းရောင်တွေထွက်လာပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ဒါကိုအစားဆုံးကြည့်နေတဲ့ကောင်လေးဟာနားမလည်နိုင်မဲနဲ့ဘာလို့ပျောက်ကွယ်သွားလဲဆိုတာကိုဟတ်တာအားမေးနေခဲ့ပါတယ်။ဟတ်တာကလည်းကောင်လေးကိုစိတ်မကောင်းခြင်းများစွာနဲ့ရှင်းပြပါတော့တယ်။ဒါဟာနောက်ဆုံးသိခြင်းပဲ။ငါတို့ဝိညာဉ်တွေဟာဓာတ်ပုံစင်မှာဓာတ်ပုံအတင်မခံရရင်ပိုင်းကင်းလန်းကိုဖျက်ကူးလို့မရအောင်ပဲဖြစ်မှာ။ဒါပေမဲ့တက်ရှိမိသားစုဝင်တွေကသူတို့ကိုတတိယမဲ့သူတယောက်မှမရှိတော့ဘူးဆိုရင်ငါတို့တွေကနောက်ဆုံးသိခြင်းကိုကြုံတွေ့ရမှာပဲလို့ကောင်လေးကိုပြောပြနေခဲ့ပါတယ်။ဟတ်တာဟာသူပြောပြခဲ့တာတွေကြောင့်ကောင်လေးစိတ်မကောင်းဖြစ်သွားတာကိုတွေ့ပြီးစကားလမ်းကြောင်းလွဲကတံမွန်းတိုင်းပိုင်မဲ့နေရာကိုခေါ်လာခဲ့လိုက်ပါတော့တယ်။လမ်းရောက်တော့
ကောင်လေးဟာဟတ်တာကိုဂီတာသမားတစ်ယောက်ဖြစ်မယ်လို့မထင်ကြောင်းပြောပြနေခဲ့ပါတယ်ဟတ်တာကတော့ရီမောပြီးမင်းဖိုးခီယူနဲ့လဲငါအတူတွဲဆိုဘူးတယ်သူဆိုနေတဲ့တခြင်းတွေအကုန်လုံးကလည်းငါတခြင်းတွေကြီးပဲလို့ပြောတော့ကောင်လေးဟာမယုံကြည်ပဲစားနောက်နေတယ်လို့ပဲထင်နေခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားစကားပြောနေရင်တတ်သစ္စာပွဲကိုရောက်ရှိလာခဲ့ကြပါတယ်ပွဲတဲ့ရောက်တော့နာမည်စင်းပေးပြီးပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ကြပါတယ်ကောင်လေးဟာတခါမှပြိသက်တွေရှင်းမှာမဖြောပြဘူးတာကြောင့်စိတ်လှုပ်ရှားနေခဲ့ပါတယ်ဒါကြောင့်ပဲဟတ်တာဟာသူ့ကိုယ်တိုင်စင်မော်ကိုတက်ပြီးကောင်လေးနဲ့သူဖြောပြပါတော့တယ်သူတို့ရဲ့ဖြောပြမှုကိုကြိုက်ပြီးတော့ပြိသက်တွေကလည်းစိန်အောက်ကနေတခက်နဲ့အားပေးနေကြပါတယ်ကောင်လေးတို့ဟာဖြောပြပြီးလို့စိန်အောက်ကိုဆင်းလာခဲ့ကြပါတယ်သူတို့စိန်အောက်ရောက်တဲ့အချိန်မှာပဲစင်မော်ကနေတက်ရှိလူသားတယောက်ကိုလူလောကစီပြန်ပို့ဖို့လိုက်ရှာနေကြောင်းတယောက်ယောက်ကများတွေ့မိခဲ့ရင်ဒါရောက်အကြောင်းကြားပေးဖို့ကိုကြေညာနေခဲ့ပါတယ်ဒါကိုကြားတဲ့ဟတ်တာလည်းမင်းမအခြားမိသားစုဝင်တွေရှိသေးတာလားဒါဆိုသူတို့စီသွားပြီးလူလောကစီကိုပြန်လို့ရတာပဲလို့ပြောခဲ့ပါတယ်ပြီးတော့မင်းကမိသားစုကိုရှာပြီးငါးထပ်ပုံကိုဓာတ်ပုံစံမှာတင်မေးလို့ရတာပဲလို့ထပ်မံပြောခဲ့ပါတယ်ကောင်လေးကတော့သူခီးစီပဲသွားမှဖြစ်ပြီးသူ့ရဲ့ဂီတကိုမစွန့်လွတ်နိုင်ကြောင်းပြောခဲ့ပါတယ်ဒီလိုနဲ့နှစ်ယောက်သားစကားတွေများကြပြီးကောင်လေးဟာခရီးစီကိုလိုက်မပို့ပြီးနိုင်ဘူးဆိုရင်လည်းခမရဓာတ်ပုံကိုပြန်ယူဆိုကဟတ်တာကိုဓာတ်ပုံပစ်ပေးပြီးတယောက်တည်းထွက်လာခဲ့ပါတယ်ခရီးဘယ်မှာရှိလဲဆိုတော့သိသွားတဲ့ကောင်လေးဟာခရီးရဲ့ပါတီကိုဦးတည်ပြီးသွားခဲ့ပါတယ်ခရီးရဲ့ပါတီကိုရောက်တော့အခြားသူတွေနဲ့ခိုးလိုက်ပြီးပါတီထဲကိုဝင်ခဲ့ပါတယ်ပါတီထဲရောက်တော့ခရီးကိုတွေ့ပေမဲ့လူအုပ်ကြီးကြောင့်ခရီးရဲ့နာကိုကတ်လို့မရခဲ့ပါဘူးဒါနဲ့ပဲကောင်လေးဟာလူမြင်သားမဲ့နေရာတစ်ခုပေါ်တက်ပြီးခရီးရဲ့တချင်းကိုတီးဆိုခဲ့ပါတယ်သူ့ရဲ့တချင်းတန်ကြောင့်ခီယူလည်းသူ့ကိုတွေ့သွားခဲ့ပါတယ်။ကောင်လေးဟာခီယူစီသွားနေရင်ရေထဲပြုတ်ကျသွားခဲ့ပါတယ်။ရေဆိုသွားပြီးမိတ်ကပ်တွေပြတ်ကုန်တာကြောင့်ကောင်လေးဟာလူသားပုံစံပြန်လည်ပေါ်လာခဲ့ပါတယ်။လူသားပုံစံကြောင့်အားလုံးကထိတ်လန့်နေကြတဲ့အချိန်ကောင်လေးဟာသူ့ရဲ့မိသားစုနဲ့သူ့ရဲ့ဂီတကိုယူသွမှုအကြောင်းဖြစ်ချောင်းကုန်စဉ်ခီယူကိုပြပြလိုက်ပါတော့တယ်။ဒါကိုခီယူကနားလည်ပေးပြီးသူကူညီပေးမယ်လို့ကတိပေးကပါတီထဲမှာရှိတဲ့လူတွေကိုသူ့ရဲ့သွေးသားရင်းဆိုပြီးလိုက်လံကြွားနေခဲ့ပါတယ်။ဒီလိုနဲ့ပါတီပြီးလို့အကုန်လုံးပြန်သွားတဲ့အချိန်ခီယူဟာကောင်လေးကိုကောင်းကြီးပေးပြီးအိမ်မြန်ပို့ဖို့လောက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲဟတ်တာဟာရုပ်ဖြတ်ပြီးတော့ကောင်လေးတို့စီကိုရောက်လာခဲ့ပါတယ်ကောင်လေးစီရောက်တော့သူ့ရဲ့ဓာတ်ပုံကိုထုတ်ပေးပြီးသူ့မိသားစုကိုရှာပြီးပေးဖို့တောင်းဆိုခဲ့ပါတယ်ဒါကိုခီယူကမြင်တော့ဟတ်တာရဲ့ပုံကိုယူပြီးဟတ်တာမင်းကအမေခံနေရတာလားလို့မေးခဲ့ပါတယ်အဲ့လိုအမေခံရတော့ဟတ်တာဟာဒေါသထွက်သွားပြီးခီယူကိုသူ့တချင်းတွေကိုခိုးပြီးနာမည်ကောင်းယူနေလို့ပြဿနာရှာပါတော့တယ်ခီယူကတော့မင်းသိသွားတော့မင်းရဲ့အမှတ်တရတွေကိုငါးစီမှာကျန်အောင်လို့ငါကမင်းတချင်းတွေကိုစိုးပေးခဲ့တာပါလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်ဟတ်တာကတော့ငါအခုချိန်မှာဘာမှကိုစိတ်ဝင်စားဘူးကောင်လေးလူလောကကိုပြင်ရောက်ရင်ငါဓာတ်ပုံလေးကိုငါမိသားစုတွေရဲ့ဓာတ်ပုံစင်မှာထောင်ပေးဖို့ပဲလိုချင်တယ်ငါမပြောက်ွယ်ခင်ငါသမီးစီကိုတစ်ခေါက်လောက်သွားပြီးနှုတ်ဆက်ချင်တယ်လို့လားပြောခဲ့ပါတယ်အဲ့ဒီချိန်ဘေးမှာဖွင့်လာတဲ့ရုပ်ရှင်ကိုဟတ်တာကြည့်မိသွားပါတယ်ရုပ်ရှင်ကအစိမ့်နဲ့လောက်ကြံခံရတဲ့ဇကားတစ်ပုဒ်ပါရုပ်ရှင်ကိုကြည့်နေရင်ဟတ်တာဟာသူဘလို့သိခဲ့ရလဲဆိုတာကိုပြန်မှတ်ရသွားခဲ့ပါတယ်သူတေတာကရိုးတန်းတန်းတေတာမဟုတ်ပဲသူ့ရဲ့တချင်းတွေလိုချင်လို့ခီယူဟာရက်ကွက်ထဲမှာအစိတ်ခတ်ပြီးသူ့ကိုတတ်ခဲ့တာပဲဖြစ်ပါတယ်သူဘယ်လိုတေလဲဆိုတာကိုသိချင်းခီယူကိုဟတ်တာကထိုးပါတော့တယ်ခီယူလည်းလုံလုံရေးတွေခေါ်ပြီးဟတ်တာကိုအခြားနေရာတစ်ခုစီမှာဖမ်းထားခိုင်းလိုက်ပါတယ်ဒါကိုအစားဆုံးမြင်သွားတဲ့ကောင်လေးကိုလည်းထပ်ပြီးတော့လုံလုံရေးတွေနဲ့ဖမ်းခိုင်းလိုက်ပါတယ်ကောင်လေးကသူ့မိသားစုဝင်တယောက်ဖြစ်တာမို့လို့ဒီလိုမလုပ်ဖို့ပြောခဲ့ပေမဲ့ခီယူကတော့မိသားစုဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်ငါ့အတွက်ဘာမှအရေးမကြီးဘူးငါတို့အရေးကြီးတာကအောင်မြင်မှုပဲလို့ပြောပြီးကောင်လေးကိုလည်းဟတ်တာဖမ်းထားနေရစီကိုပို့ခိုင်းလိုက်ပါတယ်ကောင်လေးအဖမ်းခံရနေရရောက်တော့ဟတ်တာကိုတွေ့ခဲ့ရပါတယ်ကောင်လေးဟာသူ့မိသားစုကိုစွန့်လွတ်ပြီးခီယူစီလာခဲ့တာကိုနောက်နှရကြောင်ဟတ်တာကိုငိုပြီးပြောနေခဲ့ပါတယ်အဲ့ဒီအချိန်ဟတ်တာဟာအာရန်နေပြီးလဲကျသွားခဲ့ပါတယ်သူ့ပါဇက်ကလည်းသူ့သမီးနာမည်ကိုရွတ်ပြီးသူ့သမီးကိုတွေ့ကျင်တယ်လို့တွင်တွင်ပြောနေခဲ့ပါတယ်ဟတ်တာရဲ့သမီးနာမည်ကြတော့ကောင်လေးဟာသူ့အိတ်ခက်ထဲကဘွားကြီးရဲ့ဓာတ်ပုံကိုထုတ်ပြီးဟတ်တာကိုပြလိုက်ပါတယ်ခမရသမီးကသူ့လားဆိုပြီးဘွားကြီးအီးမေးရဲ့သမီးကိုလက်ညှိုးထိုးပြီးပြလိုက်တဲ့အခါမှာတော့ဟတ်တာဓာတ်ပုံကိုကြည့်ပြီးဒါငါတို့မိသားစုဓာတ်ပုံပဲမင်းပဲဟဲ့ရတာလဲလို့ကောင်လေးကိုမေးလိုက်ပါတော့တယ်မင်းနေရင်းနဲ့ပဲတယောက်ကြည့်ပြီးငါတို့ကမိသားစုတွေပဲလို့ဖြန်းပြီးပြောလိုက်ကြပါတယ်ကောင်လေးဟာသူ့အဖိုးအောင်လူသက်သမားမဟုတ်လို့ဝမ်းသာကြောင်းသူ့အဖိုးဟတ်တာကိုပြောနေခဲ့ပါတယ်တယောက်နဲ့တယောက်မိသားစုတွေဖြစ်နေကြတာမို့ပျော်နေကြတော့ကောင်လေးရဲ့ဘွားကြီးအီးမေးရောက်လာပြီးသူတို့နှစ်ယောက်ကိုကဲတင်သွားခဲ့ပါတယ်လုံုံတဲ့နေရာရောက်တော့ဘွားကြီးအီးမေးဟာဟတ်တာကိုထပ်ပြီးတော့မောင်းထုတ်ပါတော့တယ်အဲ့ဒီချိန်ကောင်လေးဟာဖြစ်ချောင်းကုန်တွေကိုပြောပြခဲ့ပါတယ်သူ့ရဲ့အဖိုးဟတ်တာဟာဘွားကြီးအီးမေးစီပြန်လာခဲ့ပေမဲ့လုံးကြံခဲ့ရတာကြောင့်ပြန်မလာနိုင်ခြင်းဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်ဒါပေမဲ့ဘွားကြီးအီးမေးဟာခွင့်မလွှတ်နိုင်သေးပါဘူးကောင်လေးလဲဘွားကြီးအီးမေးရဲ့သမီးသူ့ဘွားကြီးကိုဝယ်နောက်ဆုံးချိန်ကိုရောက်နေပြီဖြစ်ပြီးသူသာတိတ်ဆုံးသွားရင်သူတို့ဘိုးကြီးဟတ်တာလဲပျောက်ကွယ်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒီစကားကိုကြားတော့ဘွားကြီးအီးမေးလဲဘိုးကြီးဟတ်တာကိုမစွန့်လွတ်နိုင်တာကြောင့်ခွင့်လွှတ်ပေးလိုက်ပါတော့တယ်
ကောင်လေးကိုပြန်ပို့ဖို့လုပ်ပေမဲ့ဟတ်တာရဲ့ဓာတ်ပုံကခီးယူစီမှာကြံခဲ့တာမို့သူတို့မိသားစုအကုန်လုံးလည်းအပြေးသွားယူဖို့လုပ်ကြပါရတယ်ဒီလိုနဲ့ပဲခီးယူတီဆိုမဲ့ရှိုးပွဲကိုရောက်လာကြပြီးကောင်လေးတို့မိသားစုအကုန်လုံးစင်နောက်ကိုခိုးဝင်လိုက်ကြပါတယ်စင်နောက်ကိုရောက်တော့ခီးယူကိုတွေ့ရပါတယ်ဘွားကြီးအီမဲဟာခီးယူကိုတွေ့တာနဲ့သူ့ဖက်နှက်ကိုချုပ်ပြီးရိုက်ပါတော့တယ်ကောင်လေးကခီးယူရဲ့အိတ်ကက်ထဲကဘိုးကြီးဟက်တာရဲ့ပုံကိုတွေ့တော့ယူဖို့လှမ်းပြောလိုက်ပါတယ်ဒါပေမဲ့ခီးယူကတော့ကောင်လေးတို့မိသားစုကိုမြင်ပြီးစင်နောက်မှာပတ်ပြေးနေခဲ့ပါတယ်ပြေးနေရင်လည်းခီးယူကလုံယုံရေးတွေကိုခေါ်လိုက်တာကြောင့်စင်နောက်မှာရုံသုံးကားတွေဖြစ်နေခဲ့ပါတယ်နောက်ဆုံးမှာတော့ဘွားကြီးအီမဲဟာခီးယူရဲ့အိတ်ထဲကဓာတ်ပုံကိုအရယူနိုင်ခဲ့ပါတယ်ကောင်လေးကိုဓာတ်ပုံပေးမလို့လုပ်နေတော့ရှိုးဝဲစင်မော်တက်တဲ့ဆက်တွေကြောင့်အီမဲလည်းစင်မော်ကိုကြောင်တောင်နဲ့ရောက်သွားခဲ့ပါတယ်ခီးယူအစားမိမတယောက်တက်လာတာကြောင့်ပရိသတ်တွေကလည်းကြောင်တောင်ဖြစ်နေခဲ့ပါတယ်ကောင်လေးကအနောက်ကနေတချင်းဆိုဖို့ပြောလိုက်တဲ့အခါမှာတော့တချင်းဆိုရင်ပုံစံမပြတ်အောင်ပရိသတ်တွေရှင်းမှာထိန်းထားနိုင်ခဲ့ပါတယ်တချင်းဆိုပြီးတော့ပျော်ရွှင်စွာနဲ့ဘွားကြီးအီမဲလည်းစင်နောက်မှာရှိတဲ့ကောင်လေးတို့စီကိုပြန်ဆင်းလာခဲ့ပါတယ်ကောင်လေးတို့စီရောက်တော့ကောင်လေးကိုဓာတ်ပုံပေးပြီးအိမ်ပြန်ပို့ဖို့လုပ်နေတော့ခီးယူရောက်လာပြီးကောင်လေးကိုဖမ်းခေါ်သွားခဲ့ပါတယ်ကောင်လေးရဲ့မိသားစုတွေကပိတ်ထားတာကြောင့်ခီးယူဟာကြောင်ပိတ်မိနေပြီးကောင်လေးကိုစင်နောက်မှာဒဇက်ကန်လှုပ်ထားခဲ့ပါတယ်ဒါကိုကောင်လေးရဲ့မိသားစုဝင်တွေကကင်မရာနဲ့မိုက်ကိုဖွင့်ပြီးရှိုးဘဲအပရိသတ်တွေစီကိုဓာတ်ရိုက်ပြနေခဲ့ပါတယ်ဒါအောင်မသိတဲ့ခီးယူကတော့သူလူတက်ပြီးမှရလာတဲ့အောင်မြင်မှုကိုလွယ်လေးနဲ့အဆုံးရှုံးမခံနိုင်ကြောင်းကိုပြောနေခဲ့ပါတယ်ကောင်လေးသာလူဘွားကိုပြန်သွားနိုင်ရင်ဟတ်တာဟာမကြခင်ပျောက်ဆုံးသွားမှာဖြစ်ပြီးသူလုပ်ခဲ့တဲ့ကိစ္စလည်းတက်တိတ်ပျောက်သွားမှာလို့ဆက်ပြောနေခဲ့ပါတယ်ပြောနေရင်းနဲ့ကောင်လေးကိုဖင်နောက်ကကြောက်ထဲကိုပစ်ချလိုက်ပါတယ်ကောင်လေးမြေပေါ်မကြခင်မှာသူ့ဖွားအီမဲမွေးထားတဲ့ဝိညာဉ်ကောင်ကြီးကကောင်လေးကိုကယ်တင်လိုက်နိုင်ခဲ့ပါတယ်ကောင်လေးကိုကယ်တင်လိုက်နိုင်ပေမဲ့ဘိုးကြီးဟတ်တာရဲ့ပုံကတော့ရေထဲကိုပြုတ်ကျကပျက်စီးသွားခဲ့ရပါတယ်အဲ့ဒီအချိန်ခီယူကတော့ဓာတ်ရိုက်ထုံးနေနေတာကိုမသိပဲစင်ရှိကိုပြန်သွားတဲ့အချိန်မှာတော့စင်အောင်ကပရိသတ်တွေကသူ့ကိုခရမ်းညင်တီတွေနဲ့ပစ်ပေါက်ကစင်မော်ကနေနှိမ်ချပါတော့တယ်ကောင်လေးတို့ဘက်မှာကလည်းဓာတ်ပုံမရှိတော့လို့ဓာတ်ပုံကိုပြန်ရှာဖို့လုပ်နေခဲ့ကြပေမဲ့နေကထွက်လာနေခဲ့ပါပြီကောင်လေးလူဘွားပြန်လို့မရမှဆိုးတာကြောင့်သူ့ဖိုးဟတ်တာကသူ့အစိမ်မြေကြောင်းပြောပြီးကောင်လေးကိုကောင်းကြီးပေးကအိမ်ကိုပြန်လွှတ်လိုက်ပါတော့တယ်ကောင်လေးလူဘွားကိုပြန်ရောက်တော့တုတ်တန်လေးကနေသူ့ဘိုးကြီးဟတ်တာရဲ့ဂီတာကိုကင်ကအိမ်ကိုအပြေးပြန်ခဲ့ပါတယ်အိမ်ရှိရောက်တော့သူ့ဖွားကဂီတာကိုတွေ့ပြီးကောင်လေးလက်ထက်ကနေလိုက်လူပါတော့တယ်ကောင်လေးလည်းရအောင်ရှောင်ပြီးသူ့ဖွားကြီးကိုရှိတဲ့အခန်းစီကိုဝင်လိုက်ပါတော့တယ်သူ့ဖွားကြီးကိုတွေ့တော့သူ့ဖေဟတ်တာအကြောင်းပြောပြီးပြန်တတိရအောင်လို့လုပ်နေခဲ့ပါတယ်သူ့ဖွားကြီးကတော့ကြည့်အောင်မကြည့်ပြီးဘာမှပြန်မပြောခဲ့တာကြောင့်အခန်းထဲဝင်လာတဲ့သူ့ဖေကိုဖတ်ပြီးကောင်လေးလည်းငိုပါတော့တယ်နောက်ဆုံးမှာတော့ကောင်လေးဟာသူ့ဘိုးကြီးဟတ်တာသူ့သမီးတွေဆိုပြချင်နေတဲ့တခြင်းလေးကိုသူ့ကိုယ်တိုင်ဂီတာတီးပြီးဘေးနားကနေဆိုပြပါတော့တယ်တခြင်းတန်ကြောင့်အဖွားကြီးလည်းသူ့ဖေကိုပြန်တတိရပြီးကောင်လေးနဲ့သူလိုက်ဆိုပါတော့တယ်တခြင်းဆုံးတော့အဖွားကြီးကသူ့ရဲ့အိတ်ကက်ထဲကနေသူ့အမေအီမဲဖြဲထားခဲ့တဲ့သူ့ဖေဟတ်တာရဲ့ဓာတ်ပုံပိုင်းလေးကိုကောင်လေးကိုပေးလိုက်ပါတော့တယ်ဒါအစားဆုံးကြည့်နေတဲ့ကောင်လေးရဲ့အဖွားကလည်းဂီတပိတ်ပင်ခြင်းကိုလက်ဆင့်ကမ်းခဲ့တဲ့အတွက်လောင်နှမ်းရပြီးငိုနေခဲ့ပါတယ်တိတ်မကြခင်မှာပဲအဖွားကြီးဟာတိတ်ဆုံးသွားခဲ့ပြီးသူ့ရဲ့အဖေနဲ့မေရှိတဲ့ဝိညာဉ်လောကကိုရောက်သွားခဲ့ပါတယ်ဒီလိုနဲ့နေလာရင်နောက်တစ်နေ့တေသူမြောက်တတိယတော့ပွဲတော်နေ့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်တိတ်ပြီးခဲ့တဲ့ကဓာတ်ပုံတင်မခံရလို့ပန်းရင်းလက်ကိုဖြတ်မကူးနိုင်ခဲ့တဲ့ဟတ်တာလည်းအခုဆိုရင်မိသားစုစုံစုံလင်းလင်းနဲ့လူလောကကိုလာနိုင်ပြီပဲဖြစ်ပါတယ်ကောင်လေးဆိုရင်လည်းဂီတာတင်းရင်နဲ့သူ့ပျော်ရွှင်မှုကိုမိသားစုနဲ့မျှဝေနေနိုင်ခဲ့ပါပြီဒီလိုနဲ့ပဲပွဲတော်နေ့မှာတချင်းတွေပြီးဆိုရင်မိသားစုတွေအကုန်လုံးပျော်ရွှင်ရှင်သင်ကခုံရင်းနဲ့ဇလန်းလေးကိုဆုံးသက်လိုက်ပါတယ်ခင်ဗျာစကားလေးကိုကြိုက်နေတတ်တဲ့ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာ